ကမ္ဘာအကြီးမားဆုံးလေကြောင်းလှုပ်ဝက်ချက်2014ခုနှစ်မတ်လ10ရက်နေ့မှာလူပေါင်း239ယောက်တင်ဆောင်လာတဲ့မလေးရှားလေယာဉ် MH370 ဟာကောင်းကင်ယံမှာတင်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဆယ်စုနှစ်တစ်ခုကြာတဲ့အထိဒီလေယာဉ်ဘယ်ရောက်သွားလဲဆိုတာဘယ်သူမှမသိကြသေးပါဘူး။ထူးဆန်းတာကလေယာဉ်ဟာရေဒါကနေပြောင်းမသွားခင်နောက်ဆုံးကြားလိုက်ရတဲ့စကားက Good night Malaysian 370တဲ့။အဲ့ဒီနောက်မှာပဲလေယာဉ်ပေါ်ကဆက်သွယ်ရေးစနစ်အလုံးအလိုအလျောက်ပိတ်သွားခဲ့ပါတယ်။စစ်ပတ်ဆိုင်ရာရေဒါတွေရဲ့အဆိုအရလေယာဉ်ဟာသတ်မှတ်ထားတဲ့လမ်းကြောင်းကနေလမ်းခွဲထွက်သွားပြီးအိန္ဒိယသမုဒ္ဒရာဘက်ကိုနိုင်ပေါင်းများစွာဆက်ပြန်တန်းနေခဲ့တာပါ။လောင်စာစီကုန်သွားတဲ့အထိပြန်တန်းပြီးမှပင်လယ်ထဲကိုထိုးဆင်းသွားတယ်လို့ယူဆရပါတယ်။နိုင်ငံပေါင်းများစွာကဒေါ်လာတန်းချီအကုန်အကြခံပြီးပင်လယ်သမုဒ္ဒရာကျန်းပြေအထိရှာခဲ့ပေမဲ့လေယာဉ်ရဲ့အစိတ်အပိုင်းအနှဲငယ်ပဲပြန်တွေ့ခဲ့ရပါတယ်။လေယာဉ်တစ်စင်းလုံးနဲ့လူတွေကတော့အစအနတောင်မတွေ့ရပါဘူး။ဒါဟာလေယာဉ်မှုကိုယ်တိုင်လုံခြံတာလား။ဒါမှမဟုတ်နည်းပညာချို့ယွင်းမှုလား။အဖြစ်မရှိတဲ့ဗဟေလိတစ်ခုအဖြစ်ကြန့်ရှိနေစေပါဒီလိုထူးဆန်းတဲ့ဖြစ်ရမှန်တွေကိုသိချင်ရင်သိလို့ရ channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်